ယူကနေပို့ထားတဲ့ message ပေါ့နော်ကျွန်တော်မှာတော့ဗမာလိုဝင်နေဗျာနော်မင်္ဂလာပါ point ဒီရွာ channel မှာကြိုဆိုလိုက်ပါတယ်လူကြီးမင်းတို့ရဲ့ Gmail ထဲမှာခုလိုမျိုး message လေးတွေဝင်ပါပါနော်အဲ့တော့ YouTube ကနေပို့ထားတဲ့ message ပေါ့နော်ကျွန်တော်မှာတော့ဗမာလိုဝင်နေဗျာနော်အခုလိုမျိုးလူကြီးမင်းတို့မှာရောဗမာလိုနဲ့ message ဝင်ပြီလားโอเคတကယ်လို့မဝင်သေးဘူးဆိုရင်ကျွန်တော်တို့ပထမဆုံးဘယ်ကိုသွားရမလဲဆိုတော့ setting ထဲကိုသွားမယ်နော် setting ထဲကိုသွားမယ်ပြီးရင်ကျွန်တော် Google ထဲကိုသွားမယ် Google မှာသွားပြီးတော့လူကြီးမင်းသုံးထားတဲ့ Gmail account ပေါ့နော်ကျွန်တော်တော့ဒီ Gmail account နဲ့သုံးထားဖြစ်တဲ့အတွက် YouTube ပေါ့နော်ဒီ Gmail account နဲ့သုံးထားတယ်အဲ့ဒီအတွက်ကျွန်တော်တော့ဒီ Gmail account နဲ့ manage your account ဆိုတဲ့ထဲဝင်လိုက်မယ်နော်ဝင်ပြီးရတယ်ကျွန်တော် personal info ထဲကိုဝင်မယ် personal info ထဲကိုဝင်ပြီးပြီဆိုတာနဲ့ဟိုအောက်လေးကိုဆွဲကြည့်မယ်နော်အောက်လေးမှာဒီမှာပါခင်ဗျာနော်ဒီ language ဆိုတဲ့ဟာလေးဟုတ်ကဲ့အဲ့ထဲလေးကိုဝင်လိုက်မယ်ဟုတ်ကဲ့အဲ့ဒီရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမြန်မာဆိုတဲ့နေရာနော်မြန်မာဆိုတဲ့နေရာဟာအောက်မှာရောက်နေလိမ့်မယ်တို့ကဒီလိုမျိုးလေးပေါ့မှာအစပါနော်အဲ့လိုမျိုးလေးပေါ့ရင်ကျွန်တော်တို့ကဒါလေးကိုအပေါ်လေးကိုပို့လိုက်ပါမယ်အဲ့ဆိုလို့ရှိရင်ရသွားပါပြီကျွန်တော်တို့ Gmail ထဲကိုတို့ရှီကနေပို့သမျှ message အရင် message ကတော့မရဘူးเนาะထပ်ပို့တဲ့ message တွေပဲရမှာပါခင်ဗျအဲ့တော့လူကြီးမင်းတို့စီကို Gmail ကနေဘာတွေပဲပို့ဖို့ကျွန်တော်တို့မြန်မာလိုလေးနဲ့ပို့တော့ဖတ်တာအဆင်ပြေတာပါဗျာเนาะဟုတ်ကဲ့ဆုံးဖြတ်ကြည့်ရှုပဲတဲ့ကျေးဇူးအများကြီးတင်ပါတယ်